ဘဲမိသားစုဟာမုံတိုင်းရှိန်လျှော့သွားဖို့စောင့်ဆိုင်နေတော့အမဲလိုက်တိုင်းတွေရဲ့ခြေထောက်တွေကိုသတိပြုမိသွားကြပါတယ်လူတိုင်းရဲ့ထိတ်လန့်စရာအသက်ရှူတန်တွေတန့်သွားခဲ့ကြပါတယ်သူတို့ဟာဗျိုင်းတွေထွက်သွားမဲ့အချိန်ကိုစောင့်နေခဲ့ကြပေမဲ့ဗျိုင်းတွေကသူတို့ကိုတွေ့ရှိသွားပြီးဝိုင်းရံကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်ဟာရွန်ကဘဲမိသားစုကိုကြောက်မက်ဖွယ်ကောင်းပြီးရက်ဆက်တဲ့အမဲလိုက်သမားနဲ့တူတဲ့သူ၏ခင်ပွန်းဟယ်ရီနဲ့မိတ်ဆက်ပေးခဲ့ပါတယ်ဘဲတွေကဒါဟာသူတို့ရဲ့နောက်ဆုံးညဖြစ်သွားနိုင်တယ်လို့စိုးရိမ်ခဲ့ကြပေမဲ့ဟာရွန်ကအန်နီယေဟာသူတို့စီကလာတာမဟုတ်ပဲမှောင်မိုက်တဲ့ညစ်မောင်ထုစီကလာတာဖြစ်ကြောင်းစိတ်အေးအောင်ပြောပြခဲ့ပါတယ်ဗျိုင်းတွေကိုမကြောက်ပဲညစ်မောင်ထုကိုသာတတိထားကြဖို့နဲ့မနှက်ဖြန်မနှက်ဗျိုင်းတွေအိပ်ပျော်သွားတာနဲ့ထွက်ခွာနိုင်မှာဖြစ်ကြောင်းသူမကပြောကြားခဲ့ပါတယ်ဗျိုင်းတွေအိပ်ပျော်သွားတာနဲ့တပြိုင်နက်ဘဲတွေဟာတိတ်တဆိတ်ထွက်ပြေးဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့တကားအနီးမှာမတ်တရက်နေတဲ့ဟာရွန်စီကိုအကြည့်တွေရောက်ရှိသွားခဲ့ပါတယ်ပြတလဲနဲ့ဘဲတွေစပြန့်လွင့်ထွက်ပြေးကြချိန်မှာဟယ်ရီဟာဘဲကြီးနှစ်ကောင်ရဲ့လက်ဘင်းကိုအလျင်အမြန်ဆွဲဖမ်းလိုက်ပါတယ်ဟာရွန်ကဘဲပေါက်လေးတွေကိုဖမ်းဆီးတော့မဲ့အချိန်မှာပဲရေထဲကနေငါးတကောင်ထွက်ပေါ်လာပြီးအဲ့ဒီဘဲပေါက်လေးနှစ်ကောင်လုံးကိုမျိုးချလိုက်ပါတယ်ဒါပေမဲ့ဟာရွန်ကငါးရဲ့လက်ဘင်းကိုညှစ်ပြီးဘဲပေါက်လေးတွေကိုပြန်လဲကယ်ထုတ်ပေးခဲ့ပါတယ်သူတို့ရဲ့စိုးရိမ်ကြောက်လန့်မှုတွေနဲ့စန့်ကျင်ဘက်ဖြစ်စွာပဲဗျိုင်းတွေဟာထင်တလောက်မဆိုးရွားခဲ့ကြပဲနောက်ဆုံးမှာတော့အားလုံးဟာသူတို့ရဲ့အိယာပေါ်မှာအိတ်ဆက်သွားခဲ့ကြပါတော့တယ်